ဘယ်မျိုးနယ်ကလည်းဒီမေကွန်းလေးကိုဖြည့်ပေးပါမယ်ကျမတို့ AAD Fashion Design School ပါဆိုရင်ဒါကရီကျော်လမ်းမကြီးပါဒါကဇွန်အောင်စည်းဘက်မီ point ပေါ့နော်ဒါကရီကျော်လမ်းမကြီးဒီဘက်မှာဆိုရင်မောင်အေးကဖီဘက်YMBA နဲ့နီးပါတယ်အဲ့ဒီရီကျော်လမ်းမကြီးပေါ်မှာတည်ရှိပါတယ်ဒါကတော့ကျမတို့ AAD Fashion မှာပြီးရင်ကျမတို့ဒါမှာဆိုရင်ကျမတို့တင်နန်းပေါ့နော်အမှတ်80ခွန်ရီကျော်လမ်းမှာမြင်းကြီးတက်မင်္ဂလာတောင်မြို့နယ်ရန်ကုန်မြို့မှာရှိပါတယ်ရီကျော်လမ်းမကြီးပေါ်မှာပါတချို့ကကြတော့ပဇွန်တောင်ရီကျော်လို့လည်းခေါ်တယ်ဒါပေမဲ့ကျမတို့ကတော့မင်္ဂလာတောင်ညွန့်အပိုင်မှာအသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့097651970014ကိုဖုန်းဆက်ပြီးတော့စုံစမ်းနိုင်ပါတယ်စက်တင်ဘာလ3ရက်နေ့ကနေပြီးတော့စက်တင်ဘာလ10ရက်နေ့အထိတင်နန်းအပ်တဲ့လူတွေကိုတင်နန်းကြီးရဲ့ပုံမှန်တင်နန်းကြီးရဲ့20%ကိုလျှော့ချပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အမြန်ဆုံးလာရောက်အနှံဖို့ဖိတ်ခေါ်ပါတယ်ရှင်အခြေခံမရှိတဲ့လုံးဝစမနင်းတက်တဲ့လူတွေအတွက်ကတော့အခြေခံတန်းပေါ့နော် level 1စနင်းတက်ပြီးတော့အခြေခံရှိပြီး